ဒီနေ့ကျမငါဟင်းလေးစီကြံရေကြံလေးကိုချက်ပြပါမယ်ကျမငါလေးတွေကိုရေးစင်အောင်ဆေးပါတယ်ဆေးပြီးတော့ကျမအရသာမုတ်လေးနဲ့ထားပါတယ်ပြီးရင်တော့ကျမရွာမှာချက်တဲ့အတိုင်းငုပ်သီးလေးထောင်းချက်ပါမယ်ပြီးရင်တော့ကျမဒေဝကိုစီထည့်ပါတယ်စီလေးပူလာပြီးတော့ကျမကြက်တုံလေးငုပ်သီးလေးထောင်းလာစီတတ်ပါတယ်ရှင်ငယ်ငယ်လေးမှုပေးပါတယ်မှုပြီးတော့ကြက်တုံလေးနဲ့ငုပ်သီးလေးလည်းရဲလာပြီဆိုတော့ခုနရထည့်တဲ့သားလေးနဲ့ထားတဲ့ငါးလေးကိုကျမငယ်ငယ်မှုပေးပါမယ်ကြေမှာဆိုလို့ကျမဖြည်းဖြည်းချင်းပဲမှုရပါတယ်မကြီးရည်လေးနဲ့ချက်မှာဆိုတော့ကျမငါးလေးတင်းလာပြီဆိုတော့ပွားမကြီးရည်လေးထည့်ပေးပါတယ်မကြီးလေးထည့်တော့ကျမအနှဲငယ်လေးပြန်မှုပေးပါတယ်ငါးလေးတွေလည်းကြေမှာကြောက်လာတော့ကျမဖြည်းဖြည်းလေးမှုရပါတယ်မှုပြီးပြီဆိုတော့ကျမအနှဲငယ်ရေထည့်ပါတယ်ရေလေးထည့်ပြီးတော့အဖုံးလေးဖုံးထားပါတယ်ဖုံးထားပြီးဆိုတော့နှဲငယ်လေးရေမျိုးလေးဆူလာပြီဆိုတော့ငါးလေးတွေကျက်လာပြီဆိုကျမပွားလေးနန်းနန်းပင်လေးအုပ်ပေးပါတယ်ပြီးရင်တော့ပြီးပါပြီစီကြံရေကြံလေးနဲ့ငါးဟင်းလေးစားလို့ကောင်းတဲ့ငါးဟင်းလေးတစ်ခွက်ရပါပြီရှင်အရင်စားလို့ကောင်းပါတယ်နန်းနန်းပင်လေးအုပ်ထားဆိုအနံ့လေးရလည်းမွေးကြိုက်ပြီးတော့အရင်စားလို့ကောင်းပါတယ်ရှင်စားကြပါဦးတကယ်ချင်းတို့ရေ